ရှိခင်တုန်းကပေါ့ရွာကြီးဒီရွာမှာအင်မတန်ချမ်းသာတဲ့တထေးလင်မယားကနေမွေးဖွားလာတဲ့သားတစ်ယောက်ရှိခဲ့ဘူးတယ်ဒီကောင်လေးကတာမန်လေးမဟုတ်ဘူးဗျရုပ်ရည်ကအင်မတန်ချောမောလှပသလိုခွန်အားမလှကလည်းတစ်ဖက်ခန်းခတ်တန်စွမ်းသူဖြစ်တယ်ခလေးချင်းရံဖြစ်ရင်တော့သူ့ထက်အသက်ကြီးတဲ့သူတွေကိုလက်တစ်ဖက်ထဲနဲ့ကောက်ကင်ပြီးပြစ်ပေါက်နိုင်တယ်ဒါတွေမကောက်နွားသိုးကြီးတွေစင်ပြောင်ကြီးတွေကိုတော့ဘိုင်ကနေလဲကျသွားအောင်တွန်းလဲနိုင်တဲ့ဟေရာဂလစ်လိုလူတန်းကြီးပေါ့ဒါပေမဲ့သူမှစိုးတာတစ်ခုကမာမာနကြီးပြီးလူတွေကိုအနိုင်ကျင့်လေ့ရှိတယ်ဒါကြောင့်ရွာသူရွာသားတွေသူ့ကွယ်ရမှာလူဖလူလေးလူတောင်သမုတ်ခဲ့ကြတယ်အသက်20အရွယ်ရောက်လာတော့ဒီလူငယ်ရဲ့စိတ်ထဲမှာအသွေးဆိုးတစ်ခုဝင်လာတယ်ငါကရုပ်လဲချောအားလဲတန်တယ်ဒီလောက်ပြည့်စုံတဲ့ငါကဘာလို့တာမလူတွေလိုလဲလုတ်မိသားစုနဲ့အိမ်အောင်ကြဒီလိုပြင်းစရာကောင်းတဲ့ဘဝကိုဖျက်တမ်းရမှာလဲလူဖိရကြိုးနအောင်ငါပါဇက်အရသာကိုဖြည့်စည်းမှဖြစ်မယ်ဆိုပြီးတွေးမိတယ်သူစိတ်ထဲမှာဆွဲလန်းနေတာကသမင်သားဗျာနေတိုင်းသမင်သားမစားရရင်မနေနိုင်လောက်အောင်အစားတရမ်းခဲ့တယ်ဒါနဲ့ပဲမိဘဆွေမျိုးစီးစိမ်ဥစ္စာအားလုံးကိုဆွန့်လွတ်သည်သမင်တွေပေါ့တဲ့ဟိမဝင်သားတော်ကြီးတွေကိုတကူရဲထွက်ခွာသွားပါတော့တယ်တော်ရရောက်တော့ဝီဝေါမိကန္နာမှာစခန်းချတယ်အစာပိုင်းမှာတော့သမင်တွေကိုလိုက်လံပိတ်ခတ်ပြီးစားတော့တယ်ဒါပေမဲ့နောက်ပိုင်းမှာသူ့ညာကအကုတော်ဘက်ကိုပိုရောက်လာတယ်ငါအသက်ကြီးသွားရင်ခွန်အားတွေရုပ်ပြီးသမင်တွေကိုလိုက်ဖမ်းနိုင်မှာမဟုတ်ဘူးဒါကြောင့်အခုကတည်းကရေခါစုမှဖြစ်မယ်ဆိုပြီးကြံစည်တယ်ဘလို့လုပ်လဲဆိုတော့သမင်တွေကိုအရှင်ဖမ်းတောင်ကွန်2ရက်ကြာမှလောင်အိမ်လုပ်ပြီးမွေးထားတယ်စားခြင်းတဲ့အချိန်ကြမှတကောင်ချင်းထုတ်ပြီးတပ်ဖြတ်စားတော့တယ်သူဟာနှစ်ပေါင်းများစွာကြာအောင်တတဝါရီရဲ့အသက်ကိုရရက်ဆက်စသေးပြီးသူ့ရဲ့လေယာအရသာကိုဖြည့်ဆည်းခဲ့ပါတယ်ဒါပေမဲ့ကံဤအကျိုးဆိုတာရှောင်လွဲလို့မရပါဘူးနှစ်ရှည်လျာတားစားကျူးခဲ့တဲ့အကုသိုလ်ကံတွေကသူ့အသက်ကြီးလာတဲ့အခါမှာတံပြန်တက်ရောက်လာပါတော့တယ်တချိန်ကစင်ပြောင်ကြီးတွေကိုဂိုင်ပေါက်နိုင်တဲ့လူတန်းကြီးဟာအခုချိန်မှာတော့ခန္ဓာကိုယ်တစ်ခုလုံးဖောရောင်ပြီးအကွဲလာတယ်အသားတွေပုတ်ပြီးအရေးတွေယိုစီးနေတယ်လှပခဲ့တဲ့မျက်နှာဟာဘလူးတရဲလိုရုပ်ပြက်စင်းပြက်ဖြစ်သွားဟာဒီထထိုင်ဖို့မပြောနဲ့လက်တစ်ဖက်တောင်မမြောက်နိုင်တော့ဘူးအစားကောင်းကြိုက်လွန်သူဟာအစားမစားနိုင်တော့ပဲတောကြီးထဲမှာတယောက်တည်းညင်းညူအော်ဟစ်နေရတဲ့လူပြိတကြီးဆိုတဲ့ဘဝကိုရောက်ရှိခဲ့ပါပြီတနေ့မှာတော့တီဝီတိုင်းကတီဝီမင်းကြီးဟာသမင်သားစားကျင်သားနဲ့တောကစားထွက်ရင်ဒီနေရာကိုရောက်လာတယ်မင်းကြီးနဲ့မုတ်ဆိုးတွေကဟိုလိုကြီးကိုမြင်တော့ဘလူးမှတ်ပြီးလေးနဲ့ချိန်ကြတာပေါ့ဒီတော့မှလူပြိတကြီးကအားတင်းပြီးအော်ပြောလိုက်တယ်အရှင်မင်းကြီးကျွန်ုပ်ဘလူးမဟုတ်ပါဘူးအကုသိုလ်များတဲ့လူတန်းစင်စစ်ပါပါဇက်အရသာကိုခွန်မင်ပြီးသူတစ်ပါးအသက်ကိုတက်ဖြတ်ခိုက်လို့ဒီလိုငရဲခံနေရတာပါကျွန်ုပ်ခန္ဓာကိုယ်ကြီးကမီးနဲ့မြောက်ထားသလိုပူလောင်နာကျင်နေပါနဲ့အရှင်မင်းကြီးလေးကျွန်ုပ်ကိုသင်ခန်းစာယူပြီးအကုသိုလ်တွေမလုပ်ပါနဲ့တော့တတဝါတွေရဲ့အသက်ကိုချမ်းသာပေးပြီးတိုင်းပြည်ကိုပြန်ပါလို့တတိပေးစကားပြောကြခဲ့ပါတယ်လူပိတကြီးရဲ့စကားကိုကြားလိုက်တဲ့တီဝီမင်းကြီးဟာချက်ချင်းပဲတန်ဝေကရသွားတယ်လက်ထက်ကလေးများကိုစွန့်ပစ်ပြီးမုတ်ဆူအလုပ်ကိုစွန့်လွတ်လိုက်ပါတယ်တိုင်းပြည်ကိုပြန်ပြီးတရားတစ်ဖြစ်မင်းပြုရင်ကုသိုလ်ကောင်းမှုတွေနဲ့ပဲပျော်မွေ့သွားပါတော့တယ်ဒီပုံမြင်လေးကတော့ခဏရလျာအရသာအတွက်နဲ့သူတစ်ပါးအသက်ကိုတတ်ဖြတ်ရင်ရရှိလာမယ်စိုးကျိုးတွေကိုမီးမောင်းထိုးပြနေပါတော့တယ်